င်္ဂလာပါဒီတစ်ပတ်တော့ကြေးဥစီချက်လုံနည်းလေးကိုမျှဝေပေးမှာဖြစ်ပါတယ်ကြေးဥစီချက်ကသမီးအငယ်နဲ့ကျမအရန်ကြိုက်တဲ့အစားအစာဆိုတော့အိမ်မှာမကြာခဏလှုပ်စားဖြစ်ပါတယ်ကလေးလဲစားမှာဆိုတော့ကြေးဥစီချက်ချက်တဲ့အခါရိုးရိုးရှင်းရှင်းနဲ့အရသာကိုလည်းတိတ်မပြင်းမဲနဲ့လက်ဆက်တဲ့အသားနဲ့အသီးအရွက်အရသာကိုပဲအဓိကထားပြီးတော့ချက်ဖြစ်ပါတယ်ကျမလှုပ်စားနေကြချက်နည်းလေးကိုအသေးစိတ်တစ်ဆင့်ချင်းစီပြောပြပေးမှာဖြစ်လို့ဗီဒီယိုလေးကိုအဆုံးထိကြည့်ကြည့်ပါနော်ဒါဆိုရင်ကျမရဲ့အိမ်ချက်လက်ရကြေးဥစီချက်လုံနည်းလေးကိုဆက်ကြည့်လိုက်ကြရအောင်ပထမဦးဆုံးကြေးဥစီချက်ထဲကိုထည့်တဲ့ဝက်သားလုံးအတွက်အသားနယ်ပါမယ်နော်ဝက်သားကြိတ်သားကိုတစ်ပေါင်ကျော်ကျော်လောက်သုံးထားပါတယ်ဝက်သားကြိတ်သားတွေကိုပဲငံပြားရည်၊သကြား၊စား၊ငရုတ်ကောင်းမှုအနှဲငယ်နဲ့ကုံမုတ်၄-၅စွန်းလောက်ထည့်ပြီးတော့အသားတွေကိုအရသာဝင်အောင်တည်တည်ချာချာလေးနေပေးရပါမယ်နေနေရင်းနဲ့အသားကစေးကက်လာပြီဆိုရင်တော့အသားနဲ့ထားတာရပါပြီဝက်သားလုံးနဲ့ထားပြီးသွားရင်တော့ဟင်းရည်အတွက်ပြင်ဆင်ပါမယ်ဒီမှာကတော့ဝက်အယိုးတွေကအလွယ်တကူဝယ်လို့ရနေတာမို့ဟင်းရည်အတွက်ဝက်အယိုးကိုပဲသုံးပါတယ်အရင်ဆုံးရေနွေးကိုတည်ထားပြီးတော့ဆူလာရင်တော့ရေစေးပြီးသားဝက်ယိုးတွေကိုထည့်ပါတယ်ပြီးရင်ဟင်းချက်အရက်နည်းနည်းထည့်ပြီးတော့ဆူလာရင်မီးပိတ်အဖုံးအုပ်ပြီးတော့ခဏထားလိုက်ပါတယ်2မိနစ်3မိနစ်လောက်နေမှဝက်ရိုးတွေကိုပြန်ဆယ်ပြီးတော့အယိုးပြုတ်ရည်တွေကိုတုံပစ်ပါမယ်နော်ဟင်းချက်အရက်ကမရှိရင်မထည့်လဲရပါတယ်ပြီးရင်တက်တက်အိုးတိုးနဲ့ရေနွေးဦးကိုစူအောင်ပြန်တည်ပြီးတော့စောစောကပြုတ်ထားပြီးသားအယိုးတွေကိုထည့်ပြုတ်ပါမယ်အဲ့လိုပြုတ်နေရင်ကအစီတွေအမြုပ်တွေတက်လာရင်လည်းခတ်ထုတ်ပြပါနော်အယိုးပြုတ်တာကတော့မီးအလဲလောင်းနဲ့ပဲကြာကြာပြုတ်ထားလေးကောင်းနေပါပဲပြုတ်နေရင်ကရေခမ်းလာရင်လည်းရေနွေးဖြစ်ဖြစ်ရေဖြစ်ဖြစ်ထပ်ဖြစ်ပြီးတော့ဆက်ပြုတ်ပေးပါနော်အယိုးပြုတ်တဲ့တဲကိုအရသာအနေနဲ့တော့လေချက်သားဒါမှမဟုတ်ရင်ဝက်သားခနောတုံး2တုံးလောက်ကိုထည့်ပါတယ်စားနဲ့တကြားထည့်ပါတယ်အရသာကတော့ကိုယ်စိတ်ကြိုက်ပြင်ယူပါနော်ဒါဆိုရင်ဟင်းရည်အတွက်ကပြီးသွားပါပြီကြေးဥစီချက်ထဲထည့်ဖို့အသီးအရွက်ငုံဦးပဲပြားစတာတွေကိုလှီးပြီးတော့အစင်သင့်ပြင်ထားပါမယ်ကျက်သွန်ဖြူမိတ်ကလေးထဲမှာကြေးဥစီချက်အနံ့ရတယ်လို့ခံစားရပါတယ်မုံကြီးရွက်ကတော့ကိုနဲ့အစင်ပြေတာထည့်ပါနော်စီချက်အတွက်ကျက်သွန်ဖြူကြောကိုလည်းအမှုန့်ဖြစ်အောင်ထောင်းထားပါတယ်ကြာစံကိုလည်းရေချိုးစိမ်ထားပြီးတော့ကြာစံပြော့လာရင်ရေးစစ်ထားပါတယ်အခုသုံးထားတဲ့ကြာစံကထိုင်ဝမ်ကနေထုတ်ထားတဲ့ကြာစံဆိုတော့ပုံမှန်ကြာစံတဲ့တော့ကြာစံအမြင်ကနည်းနည်းပိုကြီးပါတယ်အားလုံးအစင်သင့်ပြင်ဆင်ပြီးပြီဆိုလို့ရှိရင်ကြေးဥစီချက်စပြီးတော့ချက်လို့ရပါပြီအိုးထဲကိုအယိုးပြုတ်ရည်နည်းနည်းထည့်ပါတယ်အယိုးပြုတ်ရည်ဆူလာပြီဆိုရင်တော့အသားနယ်ထားတာရဲ့ပဲပြားငုံဦးစတာတွေထည့်ပြီးတော့အရသာကိုမြည်ကြည့်ပါနော်အရသာစိတ်တိုင်းကြပြီဆိုမှကြာစံထည့်လိုက်ပြီးတော့နောက်ဆုံးမှအရွက်တီထည့်ပါတယ်ကြာစံနူးသွားအောင်လို့ခဏအဖုံးအုပ်ထားပြီးတော့တအားလောက်ကြာရင်တော့အယိုးပြုတ်ရည်တွေကိုစကားနဲ့စစ်ထားလိုက်ပါတယ်ဒီနေရာမှာတစ်ခုပြောချင်တာကလေထိုင်းကလာတဲ့ကြာစံမျိုးကိုသုံးမယ်ဆိုရင်တော့အမြင်သေးတဲ့အတွက်ကြာစံကိုအကြာကြီးရေးစိမ်းတာကြာစံနူးအောင်ဆိုပြီးတော့အဖုံးအုပ်တာမျိုးတွေလုပ်လို့မရပါဘူးကိုသုံးတဲ့ကြာစံမျိုးစားပုံမူတည်ပြီးတော့အဲ့ဒီတခုတော့သတိထားပါနော်စီကျဲအတွက်တော့ဦးထဲကိုစီ2စွန်း3စွန်းလောက်ထည့်ပြီးတော့မီးအပူပေးပါတယ်စီနည်းနည်းပူလာပြီဆိုရင်တော့မီးကလုတ်ကိုပိတ်ပြီးတော့ကြက်သွန်ဖြူကြောထောင်းထားတာကိုထည့်လိုက်ပါမယ်စီအရန်မပူအောင်တော့သတိထားပါနော်စီကျက်ထဲကိုပဲငံပြားရည်ထည့်ပြီးတော့စောစောကစကားနဲ့စစ်ထားတဲ့အယိုးပြုတ်ရည်တွေကနည်းနည်းယူပြီးတော့ထည့်ပေးပါမယ်အယိုးပြုတ်ရည်ထည့်ပြီးရင်မီးကလုတ်ပြန်ဖွင့်ပြီးတော့မီးကိုအနှိမ်ဆုံးထားပါနော်အရသာပြင်ကျင်သေးတယ်ဆိုရင်တော့စားပဲငံပြားရည်နဲ့ဟင်းကြုံမှုတို့ကိုလိုအပ်သလိုထပ်ဖြည့်လို့ရပါတယ်ကျမကတော့အရသာထပ်မဖြည့်တော့ပါဘူးအဲဒါကြောင့်ငရုတ်ကောင်းမှုနည်းနည်းပဲထည့်ပါတယ်ပြီးတော့မှကြာစံပြုတ်ထားတာတွေကိုထည့်ပြီးတော့တမအောင်ရောမွေပေးပါမယ်တအားလောက်မွေပြီးသွားပြီဆိုရင်တော့ကြေးဥစီချက်ကစားလို့ရပါပြီ
အခုကျေးဥစီချက်ချက်နီးကကျမအိမ်မှာလှူစားနေကြချက်နီးဖြစ်တဲ့အတွက်အရသာလည်းတိတ်မပြင်းသလိုပါဝင်တဲ့ပစ္စည်းတွေကလည်းအာရှဆိုင်တော်တော်များများမှာအလွယ်တကူဝယ်လို့ရပြီးတော့နေ့စဉ်သုံးနေကြပစ္စည်းတွေကိုပဲအသုံးပြုပြီးတော့လုပ်ပြထားတာဖြစ်ပါတယ်။ဒါကြောင့်အဆင်ပြေမယ်ဆိုရင်ဒီနည်းအတိုင်းချက်စားကြည့်ပါနော်။ကျမကတော့ကျေးဥစီချက်စားရင်လေငရုတ်သီးအချင်းနဲ့ငရုတ်စီအချင်း2မျိုးရောထားတာနဲ့စားရတာကိုကြိုက်ပါတယ်။အခုဗီဒီယိုကိုကြည့်နေတဲ့မိတ်ဆွေတွေရောကျေးဥစီချက်တို့ကျေးဥတို့ကိုအချင်းနဲ့စားရတာကြိုက်တာလားအချင်းမပါဘဲစားရလားဆိုတာကွန်မန့်မှာဖြေပေးခဲ့ပါဦးနော်။အခုဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်။ကျေးဥစီချက်လုပ်နည်းနဲ့ပတ်သက်ပြီးတော့သိချင်တာမေးချင်တာရှိရင်လည်းကွန်မန့်မှာချန်ထားခဲ့ပါနော်။ဒီဗီဒီယိုကိုကြိုက်နှစ်သက်တယ်ဆိုရင် like and share လုပ်ပေးဖို့နဲ့ကျမရဲ့ YouTube channel လေးကိုလည်း subscribe လုပ်ပေးဖို့မမေ့ပါနဲ့နော်။နောက်တစ်ပတ်ဗီဒီယိုတွေမှာပြန်တွေ့ပါမယ်။ Bye bye